中国人、华人、华侨、华裔ဆိုတဲ့စကားလုံးတွေဟာတရုတ်လူမျိုးပါဒါပေမဲ့လူအများစုကခွဲခြားရခက်နေကြတယ်ဒီနေ့မှာတော့10မိနစ်အတွင်းသူတို့ရဲ့ကွဲပြားပုံကိုကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးက中国人ဒါကအယိုးရှင်းဆုံးပါတရုတ်နိုင်ငံသားဖြစ်သူလက်ထက်မှာတရုတ်နိုင်ငံကပ်ပြားကင်ထားသူတွေကိုဆိုလိုတာဖြစ်ပါတယ်နောက်ပြီးတော့တရုတ်ပြည်မှာနေတော့သူနံပါတ်1华人သူတို့ကတရုတ်ပြည်မှာမွေးဖွားခဲ့ပေမဲ့နောက်ပိုင်းမှာနိုင်ငံခြားသားဖြစ်အောင်လန်းခံယူထားသူတွေဖြစ်တဲ့ဥပဒေအရဆိုရင်သူတို့ဟာနိုင်ငံခြားသားတွေဖြစ်နေပါပြီ။နောက်ခွာချောက်ကိုကြည့်အောင်သူတို့ကလည်းတရုတ်ပြည်မှာမွေးဖွားခဲ့ပြီးနိုင်ငံသားအဖြစ်လဲတရုတ်နိုင်ငံသားပါဒါပေမဲ့နိုင်ငံခြားမှာရေရှည်နေထိုင်တဲ့သူဒါမှမဟုတ်အလုပ်လုပ်ကိုင်နေထိုင်သူတွေဖြစ်ကြတယ်။သူတို့ရဲ့မူလအခြေခံဒီတရုတ်နိုင်ငံသားများဖြစ်ကြတယ်။နောက်ဆုံးအနေနဲ့华裔သူတို့ကနိုင်ငံခြားမှာမွေးဖွားပြီးနိုင်ငံခြားကပ်ပြားကင်ထားသူတွေဖြစ်တယ်သူတို့ရဲ့မိဘသို့မဟုတ်သူတို့ရဲ့ဖိုးဖွားတွေဟာတရုတ်လူမျိုးတွေဖြစ်ကြတယ်ဒါကြောင့်သူတို့ဟာအခြားသားများဖြစ်ကြပေမဲ့တရုတ်မျိုးရိုးခံယူထားသူများဖြစ်ကြတယ်ဘလို့လဲ10မိနစ်အတွင်းခွဲခြားတတ်သွားပြီလားနောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်